ဒါလေးကတော့ခဏလောက်ထားတဲ့ခောက်ဆွဲပြုတ်ကလေးပါသူ့ကိုခဏလောက်အုပ်ထားလိုက်ပါမယ်ဒါလေးကဖုံးလေးကိုခွာလို့ရပါပြီဒီချက်လေးမွေပေးလိုက်ပါမယ်ဒါလေးကအစီနဲ့ထုတ်ပေးပါအဲ့တော့ရေကိုတွားပြီးတော့သုံးပါလို့ဖြစ်ပါတယ်။ရေသုံးပြီးတော့ပါပြီ။ထဲကိုခုကအစီနဲ့ထုတ်လေးဖောက်ထည့်မှာလို့ဖြစ်ပါတယ်။ကကြီးလေးတော့ရအောင်မယ်နော်။ကကြီးလေးရပါပြီ။ကကြီးလေးနဲ့အစီနဲ့ထုတ်လေးကိုအပေါ်ဆုံးကနေပြီးတော့ကိုက်ထုတ်လိုက်တယ်ပေါ့နော်။ခွေးရကြပါခွေးလေးကိုဖယ်မယ်။နဲ့ထုတ်တီကိုဘောနော်အကုန်လုံးဖောက်ထည့်လိုက်မယ်။ဒါမှဆက်ဆက်လေးစားလို့ရ။အဲဒီအပီးနံလေးတွေကပေါ့နော်ရင်းနှီးနဲ့ဖြောရင်တော့နဲ့စားလို့ကောင်းတယ်။အခုကမမာလေးစားခြင်းတော့ရင်းနှီးနဲ့မဖြောတော့ဘူးနော်။ Okay ။ဒါလေးကအမုံပေါ့နော်ဒီရတာမို့ဆိုပေမဲ့နည်းနည်းဆက်တယ်အဲ့တော့တဝက်လောက်ပဲထည့်မယ်တဝက်လောက်ဆိုပြီးအကုန်ပါသွားကဲအဲ့တော့မှုမယ်ဒီစီကအဆက်ဆန်းမယ်အဲ့တော့နည်းနည်းလေးပြစ်သွားတယ်ပေါ့နော်ပြစ်သွားတဲ့အတွက်နည်းနည်းချက်ချက်နင်းချက်လိုက်စေစမွေနဲ့